ကြောက်လန့်ပွဲတွေးပြက်ဖွဲထိတ်လန့်ပွဲဖြစ်ရဆိုကြီးတွေဆိုတာကိုရီးယားဒီလိုမျိုး online ပေါ်မှာပဲမြင်ဘူးတွေ့ဘူးကြုံဘူးကြားဘူးတယ်အခုကတော့ကိုယ့်ရဲ့ရွာနီးချုပ်စမာတွေဖြစ်သွားတယ်ငါးလောင်းပြိုင်လူတက်မှုတွေပဲခူးတိုင်းကဝါမြို့နယ်ရွှေဘုံသာကြီးရွာမှာနော်ရွှေဘုံသာရွာကိုသွားတဲ့အဲ့ဒီလမ်းအဲ့ဒီလမ်းပေါ့နော်အဲ့ဒီရွှေဘုံသာရွာထဲတော့မရအောင်နဲ့တူပါတယ်အဲ့ဒီအမကြီးတွေကအသက်ခံလိုက်ရတယ်သူဖြစ်ပုံကဘယ်လိုလဲဆိုတော့ကွာအမကြီးက38နဲ့နော်သူ့ရဲ့ကလေး3ယောက်လည်းပါသွားတယ်ပြီးတော့သူနဲ့အတူညာရင်းညတာမှာပေါ့နော်အတူလာအိတ်ပေးတဲ့သူနဲ့အတူလာနေပြီးတဲ့သူ့ရဲ့ရောင်းမကြီးအသက်58နှစ်အဲ့ဒီဖြစ်မညာကြတော့အဲ့ဒီရွှေဘုံသားရွာမှာနာရေးရှိတယ်နာရေးမှာတောက်စားလိုက်ပြီးတော့အဲ့ဒီဦးဆောင်ပြီးကျူးလွန်တဲ့တရက်ခံရနောက်ထပ်3ယောက်ရဲ့4ယောက်ကလာပြီးတော့ဒီပိုင်ရှင်38နဲ့အမကြီးရဲ့သူ့ရဲ့ရောင်းမ58နှစ်အမကြီးရဲ့သူ့ရဲ့သမီးလေး8နှစ်သမီးလေးရဲ့ကိုအဲ့တော့သူတို့မတရားကြင်ကြံပြီးတော့တပ်ဖြတ်လိုက်တယ်ပေါ့ကွယ်မင်္ဂလာပါဗျဒီနေ့မှာကျွန်တော်တို့ဘော်ဒါတွေမြောက်ပေးခြင်းတဲ့ဗီဒီယိုဖိုင်လေးကတော့ဒါတကယ်မှစိတ်မကောင်းစရာသတင်းကြောင်းရလေးပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ပဲခူးတိုင်းပဲခူးခရိုင်ကျွန်တော်တို့ကဝါမြို့နယ်ရှိဘွန်သာကြီးရောက်မှာဆိုရင်ကျွန်တော်တို့ငါးလောင်းပြိုင်လူသက်မှုဖြစ်ပွားခဲ့ပြီးတော့အသက်အရွယ်အဖြစ်ကျွန်တော်တို့ဒါ17နှစ်8နှစ်4နှစ်အရွယ်ကလေးငယ်တွေပါဝင်နေတာကိုတွေ့ရတယ်ပေါ့နော်ဒီလိုရက်ကတော့တကယ်မှဒါလူမဆန်တဲ့လုပ်ရက်ဖြစ်ပြီးတော့ဒီတရခံတွေကိုလည်းကျွန်တော်ထိရအောင်နဲ့တေတံသီးကိုပေးဖို့ကျွန်တော်ဒီနေ့ကတောင်းဆိုချင်ပါတယ်အဆိုတော့ကဒေသခံတအူရှင်းပြထားတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်အစားဆုံးကြည့်လိုက်ကြရအောင်နော်ပခုံးနှစ်ဖက်မှာလေခေါင်းပေါက်တိုင်းလဲလူလို့မခေါ်ထိုက်တဲ့လူတွေလူပတ်ဝန်းကျင်မှာအများကြီးရှိတယ်တိတ်မှန်တာဗောနော်အဲ့ဒီစကားဘာလို့မနိစာပြောလဲဆိုတော့အခုမနိစာပြောမဲ့စကားလေးစုံအောင်နားထောင်သွားလိုက်ကြောက်လန့်ပွဲတွေးပြက်ဖွဲထိတ်လန့်ပွဲဖြစ်ရဆိုကြီးတွေဆိုတာကိုရီးယားဒီလိုမျိုး online ပေါ်မှာပဲမြင်ဘူးတွေ့ဘူးကြုံဘူးကြားဘူးတယ်အခုကတော့ကိုယ့်ရဲ့ရွာနီးချုပ်စမာတွေဖြစ်သွားတယ်လှမ်းပြောပြတဲ့တငင်ချင်းရဲ့စကားတွေကိုနားထောင်ပြီးတော့လေကို့မှာလေရင်ထဲမှာလေထက်တူခံစားရပြီးတော့စက်သိန်းတစ်ဖြန်းဖြန်းအောင်ထားတဲ့ဖြစ်ရမျိုးသိလားငါးလောင်းပြိုင်လူတက်မှုတဲ့ကြားဘူးကြတယ်ရှင်းလို့လည်းမကြားဘူးကျမလည်းမကြားဘူးအေးကြားဘူးတယ်ခုနပြောသလိုတခြားမြို့တွေတခြားရဲရွာတွေမှာဖြစ်တာလိုင်းပေါ်မှာပဲကြားဘူးလားဒီအသက်ရွယ်အထီတောင်မှဒီအသက်30ကျော်ထီတောင်မှဒီ4လောင်းပြိုင်5လောင်းပြိုင်ဆိုတာလိုင်းပေါ်မှာတွေ့ဘူးတာတော့မှ3-4မှုလောက်ပဲရှိဘူးတယ်ကွာအခုအဲ့ဒီလိုမျိုးဖြစ်ရဆိုရဘာမှဖြစ်သွားရလဲဆိုတော့ပဲခူးတိုင်းကဝါမြို့နယ်ရွှေဘုံသာကြီးရွာမှာနော်ရွှေဘုံသာရွာကိုသွားတဲ့အဲ့ဒီလမ်းအဲ့ဒီလမ်းပေါ့နော်အဲ့ဒီရွှေဘုံသာရွာထဲတော့မရအောင်နဲ့တူပါတယ်အဲ့ဒီအမကြီးတွေကအသက်ခံလိုက်ရတယ်သူဖြစ်ပုံကဘယ်လိုလဲဆိုတော့ကွာအဲ့ဒီမကြီးအမျိုးသားအခုအသက်ခံရတာ9လောက်ပြည့်လူတက်မှုမှာအမကြီးက38နဲ့နော်သူ့ရဲ့ကလေး3ယောက်လည်းပါသွားတယ်ပြီးတော့သူနဲ့အတူညာရင်းညတာမှာပေါ့နော်အတူလာအိတ်ပေးတဲ့သူနဲ့အတူလာနေပြီးတဲ့သူ့ရဲ့ရောင်းမကြီးအသက်58နှစ်အန်တီပါသွားတာပေါ့နော်အဲ့ဒါဘယ်လိုမျိုးဖြစ်တာလဲဆိုတော့သူတို့အိမ်နီးနားပတ်ဝန်းကျင်မှာအဲ့လိုမျိုးပေါ့ဟိုပခုံးနှစ်ဖက်ကြားမှာခေါင်းပေါက်လို့တာလူလို့သတ်မှတ်ထားပေမဲ့လူစီဘလူစီကိုမတိတနာရဲ့ကြီးကျွန်းနေဖြစ်နေတဲ့အောက်တန်းစားလူတစုကြောင့်အဲ့မကြီးတည်သွားရတယ်ပေါ့နော်တရက်နေ့ညတော့ကဖြစ်သွားတဲ့အဖြစ်ပြက်မှာလူတွေတည်တာ3ရက်နေ့မှာအဲ့ဒီတရက်နေ့မှာတည်သွားတဲ့အဖြစ်ပြက်မှာဟို3ရက်နေ့မှာလူတွေဘလို့တည်လဲဆိုတော့အဲ့ဒီအမကြီးတွေကိုအဲ့ဒီကြားထဲမှာတပြားတွေဖုံးခေါ်တဲ့အမကြီးတွေကနွားနို့လည်းပို့တဲ့ခါကျတော့နွားနို့လိုချင်တဲ့လူတွေလည်းဖုန်းခေါ်တော့ဖုန်းမကင်ကလေးတွေကလည်းတရက်နေ့မှကြောင်းဖွင့်လာတာဒီ3ရက်နေ့ထိလည်းမလာဘူးဆိုမှဖုန်းနေဆက်တယ်ဟိုကလည်းမကင်ဒီကလည်းမကင်ဆိုတော့လာကြည့်လိုက်တဲ့ချိန်ကျမှသိတဲ့အဖြစ်နော်အဲ့ဒီအမှုရဲ့ဂွင်းဆက်အစဘယ်ကလာလဲဆိုတော့အဲ့ဒီအမရဲ့အမျိုးသားကလက်ရှိမှာပေါ့နော်မလေးရှားမှာလုံးနေတာဒီရှင်းလာပိုင်းဆိုပြန်လာမှာအဲ့ဒီအမကြီးကလာချင်လာတဲ့သူ့ကြောင့်ပတ်စံပို့ပေးတယ်ပတ်စံပို့ပေးတဲ့ခါကျတော့အဲ့ဒီအမကြီးကလည်းစွတ်စွတ်ဆောင်းဆောင်းလေးနဲ့လောက်တာပေါ့ရေးရအိမ်တော်မှုကိစ္စလည်းနေတာသမီးတွေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးကောင်းကောင်းမွန်မွန်လေးသူစင်ရင်ကျွေးမွေးချက်ပြုတ်တယ်ပေါ့နော်ကလေးတွေအဲ့လိုမျိုးလေးနဲ့နေတာတားအကြီးလေးရဲ့သမီးအလက်လေးနဲ့အငယ်ဆုံးလေးရဲ့သမီးလေး2ယောက်တား1ယောက်သမီး2ယောက်နဲ့သူနဲ့4ယောက်နေတာအဲ့ဒါကိုသူ့ရဲ့ရောင်းမကြီးကပါလာနေပေးတယ်သူ့မှာမရှိတော့ဆိုတော့ဆောက်ရှောက်တဲ့သဘောပေါ့အဲ့ဒီအမကြီးရဲ့တားသမီးကြီးလည်းစိတ်ုံစင်းနေတယ်သူလည်းတကူလေးဖြစ်နေတယ်ဆိုပြီးတော့အခုဦးဆောင်ပြီးတော့တက်တရခံအဲ့ဒီမကြီးကိုတစ်ချိန်လုံးကြားချောင်းချောင်းနေတိလားဒီအမကြီးကိုတစ်ချိန်လုံးသူကပြစ်မှားနေအဲ့ဒီတရခံလည်းအသက်50ကျော်လောက်ဖြစ်နေပြီ။သူ့မှာလည်းတားတွေအများကြီးလည်းရှိတယ်မြီးတွေလည်းရှိတယ်အိမ်နီးနားချင်းမှာတစ်ချိန်လုံးကြားချောင်းချောင်းနေဒီမကြီးကလည်းလုံးဝအကန့်မခံဘူးအကန့်ခံစရာအကြောင်းလည်းမရှိဘူးလေနော်ဟိုထည့်ပြီးတော့တိတိကျကျပြောရရင်အဲ့ဒီတရခံအမျိုးသမီးတရခံကားကြတော့အဲ့ဒီရွှေဘုံသားရဲ့ရွှေဘုံသားရွာပေါ့နော်အခုအသက်ခံရတဲ့အမကြီးကကြတော့တောင်စည်းပလုံကအဲ့လိုမျိုးဗုဒ္ဓဘာသာကိုးကွယ်တယ်ပေါ့နော်အဲ့လိုအမကြီးတွေပေါ့တောင်စည်းပလုံကဟိုပါပေါ့ဟိုဟ
ဟိတ်တူလူမျိုးတွေလားမသိဘူးပဲအဲ့လိုမျိုးသူ့ရဲ့အမျိုးသားကြတော့ရွှေပုံသားအကိုကြီးတို့တွေလူမျိုးတော့တူတယ်ဒါပေမဲ့အမရက်တောင်စီဖလောကနေပြီးတော့အခုရွှေပုံသားဘက်မှာလာပြောင်းနေတာနော်လာပြောင်းနေရဆိုတော့ယောက်ျားလည်းလားစေပတ်စံပို့တယ်အဲ့ဒီပတ်စံလေးတွေကိုကြစ်လေးစုဆောင်သူကလည်းသူ့ကလေးနဲ့သူအိမ်နာမှုကိစ္စနိုင်နင်းလေးနဲ့ဒီနေ့ဆိုလို့ရှိရင်အိမ်လဲဆောက်ထားနိုင်တယ်ကွန်အောင်လေးလဲဝယ်နိုင်တယ်သူ့ယောက်ျားဆိုဒီရှိလာပိုင်းပြန်လာတော့မယ်ပေါ့အဲ့လိုမျိုးလေးနဲ့နေကြတဲ့မိသားစုဒီလူကတစ်ချိန်လုံးဒီမကြီးကိုဒီတဏှာကိစ္စနဲ့သူကအမြဲတမ်းကြားချောင်းချောင်းတာအမကြီးကလည်းသူ့ဘလို့ပဲပုံနည်းနဲ့ချိကသူကလုံးဝလက်မခံနောက်ပထမတစ်ချက်ကဒီမကြီးရဲ့ရောင်မလေးကိုဒီလူကြီးကမကောင်းကြံပြီးတော့အာရမချင်းစော်ကားထားတာကိုလည်းဒီမိုင်းရက်တိလို့လူကြီးတွေကိုတိုင်ထားပြီးပြဿနာလည်းတက်ပြီးတော့ဒီမိုင်းပေါ်မှာအဲ့ဒီအချက်ကိုလည်းညှိုးတာလည်းပါတယ်လို့ကြားတယ်ပေါ့နော်အဲ့ဒီဖြစ်မညာကြတော့အဲ့ဒီရွှေဘုံသားရွာမှာနိုင်ရေးရှိတယ်နိုင်ရေးမှာတောက်စားလိုက်ပြီးတော့အဲ့ဒီဦးဆောင်ပြီးကျူးလွန်တဲ့တရခံရနောက်ထပ်3ယောက်ရဲ့4ယောက်ကလာပြီးတော့အဲ့ဒီအိမ်ပိုင်ရှင်38နဲ့အမကြီးရဲ့သူ့ရဲ့ရောင်မ58နဲ့အမကြီးရဲ့သူ့ရဲ့သမီးလေး8နှစ်သမီးလေးရဲ့ကိုအဲ့တော့သူတို့မတရားကြင်ကြံပြီးတော့တပ်ဖြတ်လိုက်တယ်ပေါ့ကွယ်တက်ဖြတ်လိုက်တဲ့ခါကျကျူးလွန်တာကတော့ကိုတိလက်ရောက်ကျူးလွန်တာ3ယောက်အောက်မှာလူကြည့်ပြီးတယ်အဲ့ဒီမောင်လေးကကြတော့အဲ့ဒီမာကြီးပတ်စံနေပါတယ်ထုံးရအဖော်လေးပါတာလိုက်ပြီးတယ်ဝင်ထွက်သွားလိုက်ရှိတဲ့ကောင်လေးအဲ့လိုမျိုးပြောတယ်ပေါ့နော်အဲ့လိုမျိုးပြောတဲ့ဆိုတဲ့ခါကျတော့ဒီအမှုကလေစပြီးတော့လူတွေက3ရက်နေကြားလိုက်တယ်ဒီလူကြီးဆိုတာအကုန်လုံးကသိတယ်ဒါပေမဲ့တော့ဘယ်လောက်ထိရုံမှလဲဆိုရင်တော့အဲ့ဒီ3ရက်နေမနက်ထိကိုအဲ့ဒီရဲ့လူသေးအလောင်းတွေကိုသူများတွေတွားကြည့်တော့ तू ကပါသူများနေတယ် तू တွားကြည့်သေးတယ်အဲ့ဒီလူသေးအလောင်းတွေ तू ကိုယ်တိုင်တက်ခဲ့ပြီးတော့နော် तू ကပါတက်ကြည့်ပြီးတော့ဘာမှမဖြစ်တော့ तू ကဟန်ဆောင်ပြီးနေတာဒါပေမဲ့ခုနကပြောသလိုမျိုးပတ်ဝန်းကျင်ကလည်းဒီလူရဲ့အရင်ပြစ်မှုဟောင်းအောင်လည်းသိတယ်ဒီမာကြီးက तू ကြားချောင်းချောင်းနေမှလည်းသိတဲ့အခါကျတော့ဒီလူကတန်တရားတရားခံဆိုပြီးတော့အခုရဲစခန်းသူ့ကိုဖမ်းသွားပြီးတော့စစ်ဟဲစီးဟဲတွေလုပ်တယ်မနေ့ကတော့စစ်ဟဲစီးဟဲတွေလုပ်ပြီးတော့စခန်းမှာပဲပေါ့နော်အုံးနဲ့စခန်းမှာပဲစစ်ဟဲစီးဟဲတွေလုပ်ပြီးတော့အခုအဲ့ဒီတရားခံဦးလေးကြီးကစင်းနဲ့လက်လုံပြီးတော့အခုသူကတေသွားပြီသူ့ရဲ့မကောင်းမှုသူ့ရဲ့ခန္ဓာကိုယ်နဲ့ပဲရင်းပြီးသူကဆက်လိုက်ရကျန်တဲ့တရခန်3ယောက်ကိုတော့ဘယ်လိုဆက်လုပ်မလဲတော့မသိဘူးအဲ့ဒီ3ရက်နေ့မနက်ကိုပြန်ဆက်မယ်ဆိုလို့ရှိရင်အဲ့3ရက်နေ့မနက်ကျတော့အိမ်နီးနားပတ်ဝန်းကျင်တွေကတွားတော့အဲ့မှန်နဲ့အငယ်ဆုံးကောင်မလေးကငုံတုတ်လေးထိုင်နေတာတဲ့ခေါင်းတစ်ခုလို့လည်းအဲ့လိုမျိုးကြည်ပြီးတော့ဇီးချင်းနဲ့ဖြစ်ပြီးတော့ဘောနော်ကျန်တာတွေကအလောင်းလေးလောင်းကတေသွားပြီးအဲ့အလောင်းလေးလောင်းနဲ့သူကကြောင်တောင်တော်ကြီးနဲ့ခေါ်လို့လည်းမြန်မေးလို့လည်းမြန်အငယ်ဆုံးလေးလေတရက်နေ့ညဖြစ်တာယူကွာ3ရက်နေ့မနက်မှလူတွေသွားမှအဲ့ကလေးမလေးကိုတွေ့တယ်ဆိုတော့အဖြစ်ကြီးကိုကြည့်လိုက်သူ့ရဲ့ရင်ထဲမှာဘယ်လောက်ထိတွေးတွေပြက်နေမလဲနော်တရက်နေ့ညဖြစ်တယ်2ရက်နေ့လည်းတနေကုန်ကြီးအဲ့ဒီအလောင်းနေနဲ့အဲ့ကလေးလေးနဲ့3ရက်နေ့မနက်ကျမှလူတွေတိတဲ့အချိန်ကျမှအဲ့ကလေးလေးကိုစေးရုံနေပါလိအရောက်တော့ပို့ပေးလိုက်ပဲမဲ့ကလေးကဒီခေါင်းကြီးဇီးနဲ့ပါဖြစ်နေပြီပြီးတော့လဲသူတွေးပြထိတ်လန့်သွားတာတွေနဲ့ပါပေါင်ပြီးကလေးလေးကတော့အသက်မရှင်တော့ဘူးပေါ့နော်အခုအဲ့ဒါဒီနေ့ပဲကလေးတွေရောအဲ့ဒီအကုန်လုံးပေါ့လူကြီးတွေရော9လောင်းပြိုင်လူတက်မှုအခု9လောင်းကိုမိတချို့လိုက်ပြီးအကိုကြီးကတော့သူပြန်လာဖို့မှီမလားပေါ့မလေးရှားအမကြီးရဲ့အမျိုးသားတော့သူပြန်လာဖို့မှီမလားဆိုပြီးတော့စောက်ခိုင်းကြည့်တော့အစင်မပြေတော့ပဲဆိုအလောင်းတွေကလည်းအဲ့လိုမျိုးပုတ်ပြီးတော့အနံ့တွေလည်းထွက်နေပြီလေနော်ဆိုတဲ့အခါကျတော့လူလို့လုံးဝမခေါ်ထိုက်တဲ့လူတလိษံနော်လူတလိษံနဲ့နှိုင်းနေမှာကွာတိလားတလိษံတော့သိခါကြသေးတယ်လုံးဝမလုပ်တဲ့အရာမျိုးနော်ကိုယ့်ရင်ပတ်ဝန်းကျင်ကိုယ့်ရင်နီးနားမှာရှိတယ်လို့ကိုယ့်ရဲ့ဆွေမျိုးလို့သဘောထားပြီးတော့ကိုယ်ကစောက်ရှောက်ရမှာလीနော်ငွေရေးကြေးရေးကြောက်လားဆိုတော့လေငွေရေးကြေးရေးကြောက်မဟုတ်ဘူးတက်မဲ့ကြီးကိုဒီတဏှာကိစ္စကြောက်ကိုသူကအမြဲတမ်းကြားချောင်းနေတယ်ကြားချောင်းနေရနော်ကိုချင်းသိခါလည်းမကောင်းဒီမကြီးရဲ့ရောင်းမလေးကိုလားတူမလေးကိုလားအဲ့လိုမျိုးလဲစော်ကားမော်ကားပြုတ်လို့ပြစ်မှုကောင်းရှိတယ်ဒီမကြီးကိုလည်းအဲ့လိုမျိုးကြံနေတာနောက်ထပ်တခြားလူတွေနဲ့လည်းပက်ရှုပ်နေတာရှိတယ်သူကြီးတော့လည်းသားသမီးတွေရောမြီးတွေရောရနေတာဟိုတေးမယ်ဆိုရင်တော့ကွာဟိုအဲ့လိုတင်းငိုင်းကုန်းအခါခါ90လောက်လှမ်းလို့ရနေပြီတိလာပြောချင်တဲ့သဘောသူ့ရဲ့မကောင်းမှုပြစ်ချက်တွေကတပုံကြီးနော်တီတော့တီမဲ့တီသွားပြန်တော့လေသူ့ကိုစီဟဲနဲ့လော့ရင်းနဲ့အရှက်သိခါမဲဆိုတာနာမည်ကုန်သတင်းပြက်စွာနဲ့တီဆုံးသွားတာအဲ့တော့ပြောချင်တာကလေကို့မာလေးကို့ကိုလေကြည်ရတဲ့သူလည်းရှိမယ်ကြည်မရတဲ့သူလည်းရှိမယ်ဒါပေမဲ့သူများကအနိုင်ချင်းစော်ကားတာကိုလည်းလက်ခံဖို့ပြောတာမဟုတ်ဘူးကို့မာအန်ဒီရရှိနေပြီလို့စိတ်ကလည်းခံစားနေရပြီဆိုအဲ့ဒီရက်ဝင်ရင်ဝေးမှတာပြောင်းရွှေ့နေထိုင်ကြတာအကောင်းဆုံးပဲပေါ့နော်မိန်းကလေးတွေကကိုလည်းဆောက်ရှောက်ဒီလိုဖြစ်ရဆိုကြီးဆိုတာအရင်ကြောချမ်းပြီးကြောက်စရာကောင်းတယ်ကွာနော်ကိုယ့်ရဲ့အနီးနားလူကပဲကိုဒီလိုမျိုးကြီးလောက်တာလေဒီလိုလုံးမယ်လို့ तू ရောသိနိုင်မလားမသိဘူးလေရှစ်လပဲဆိုသူ့ယောက်ျားတော့ပြန်လာရင်မိသားစုတွေပျော်ပျော်ရွှင်ရွှင်နေရတော့မှအဲ့ဒီအချိန်မှာအခုလိုကကြမှာဆိုကြီးကိုဖြစ်သွားတာပေါ့နော်အခုတရခန်ကလည်းသူ့အသက်နဲ့လဲပြီးတော့သူ့ရဲ့ပြစ်ဒဏ်တွေကိုပေးဆက်သွားပြီနောက်ထပ်3ယောက်ကတော့ဘလို့လာမလဲမသိသိလားအဲ့ဒါလေးကိုလာပြောပြတယ်မန်နီစာတို့လည်းစိတ်မကောင်းအဲကြောင့်မို့အမျိုးသမီးတွေကိုအထူးမှကျင်တာလေဘယ်ရဲ့ဘယ်ဒေတာပဲရဲ့ကိုအထူးကာကွယ်ဆောက်ရှောက်ပါကိုအတွက်အန်ဒီရဲ့တစုံတရာရှိနိုင်ပြီလို့ယူဆရပြီဆိုရင်ပတ်ဝန်းကျင်အောင်အကူညီတောင်းမှကြိုတင်ရှောင်ရှားပါလို့ပဲမန်နီစာဒီလောက်လေးပဲအကြံပြုနိုင်တယ်ပေါ့နော်ရှင်နေလည်းမကောင်းဘူးပေါ့နော်
ဟုတ်ကဲ့ကျွန်တော်ပြပန်ဒီကဒီလောက်ပါခင်ဗျာဒါကတော့ပဲခူးတိုင်းပဲခူးခရိုင်ကဝမြို့နယ်ရှုပ်ပွန်သာကြီးရောမှာဖြစ်ခဲ့တဲ့ငါးလောင်းရဲ့လူသက်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒေသခံအမျိုးသမီးတူကပြောပြသွားတာပဲဖြစ်ပါတယ်တကယ်လို့မှစိတ်မကောင်းစရာဖြစ်တယ်လို့ဒီကိစ္စကြီးရဆိုရင်ဒါသူတစုလုံးအသက်ခံရတဲ့ဖြစ်စဉ်ပေါ့နော်တေခန်နေလေအခုချိန်မှာဖမ်းမိသွားပြီလို့သိရတယ်ပေါ့နော်ဒီဖမ်းမိထားတဲ့တေခန်တွေကိုလည်းကျွန်တော်ကြီးလေးတဲ့ပြစ်ဒဏ်တွေကိုပေးဖို့တော့လိုတယ်ဒီလိုလူတွေဟာဆိုရင်ကျွန်တော်လောကမှာသက်ဆက်ရှင်ဖို့တောင်ပေးဖို့မထိုက်တန်တဲ့လူတွေလို့ပြောလို့ရတယ်ပေါ့နော်တလိမ့်ဆန်နေတောင်သူတို့လောက်အတိတရားမမဲ့ဘူးပေါ့နော်အခုဆိုရင်ဘာမဟုတ်တဲ့ကျွန်တော်က၄နှစ်အရွယ်၈နှစ်အရွယ်၁၁နှစ်အရွယ်လေးတွေကိုဒါရဲဆက်ဆက်လှုပ်သွားတာတော့တကယ်မှဒါဆိုးွားတဲ့ဖြစ်စဉ်တစ်ခုပါပဲဒီလိုဖြစ်စဉ်တွေလည်းကျွန်တော်တို့ဒါမြန်မာပြည်မှာနောက်ထပ်မဖြစ်ဖို့လည်းကျွန်တော်ဒီနေရာဆူတောင်းမိပါတယ်ပေါ့နော်ဒီလိုမျိုးအဖြစ်ဆိုးတွေရရင်ပေါ့လေကျွန်တော်အားလုံးကင်းဝေးပါစီလို့ကျွန်တော်ဒီနေရာဆူတောင်းပေးပါတယ်အခုကြည့်ရှုနေတဲ့ကျွန်တော်မိတ်ဆွေတွေလည်းကျွန်တော်ဒါဒီလိုတရားခံတွေကိုဘယ်လိုမျိုးဒါအပြစ်ဒဏ်တွေကိုပေးတင်လဲဆိုတော့ကျွန်တော်ကွန်မန့်မှာဝင်ရောက်ပြီးတော့ဒါအကြံပြုသွားလို့ရပါတယ်အဆုံးလိုက်ပါကြည့်ရှုပေးရဲ့ရောက်တော့ချင်းစီတိုင်းကိုလည်းကျွန်တော်ဒီနေ့အထူးပဲကြည့်ရှုတင်ပါတယ်နောက်တဲ့ဗီဒီယိုမှာကြပြလဲဆုံတွေ့ကြမယ်နော်